ချင်းဆိုဘူးလား တမီးရတချင်းဟူ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 းအဲ့တော့ခွေးဖြစ်ကုန်ပြီကဲအဲ့တော့တမီးလေးနမလေးနဲ့မိတ်ဆက်ပေးလိုက်ပါဦး အားလုံးပဲမင်္ဂလာပါရှင်သမီးနာမည်ကတော့ကိုကြီးတာလို့ခေါ်ပါတယ်ရှင်အကုန်လုံးကဖေဖေသချင်းတွေပဲဆိုနေရောသမီးကမေမေသချင်းလေးနဲ့မေမေကိုဂုဏ်ပြုချင်ပါတယ်ရှင် ကဲအမေလေးတဲ့တော်တို့ဖွဲ့မပါဘူးအခုပြောလိုက်မယ်နော်ဆောတော့နှုတ်တိုက်တဲ့ဖွဲ့တွေကိုပါတော့အမေလေးဆိုတော့ပါစဟဲ့ သမီးခုဒီဆုံးမဲ့ချင်းလေးရတော့ ဟုတ်ကဲ့ သမီးရဲ့ဆရာနိုင်ငံတော်ဒေသရှင်ဆရာကြီးဖုန်းကရေးဆက်ဒီကုံပေးထားတယ်ပြောင်းလိုက်ပါမေမေလို့အမိရရဲ့ချင်းလေးပဲဖြစ်ပါတယ်ရှင် ကဲဒီကနေ့တော့သမီးလေးရဲ့ဆရာကိုယ်တိုင်ရေးဆက်တီးကုန်းထားတဲ့ပြုံးလိုက်ပါမမီတဲ့အဲ့ဒီလေးနဲ့အခါမပြပါလိမ့်မယ်။မင်းအချောက်ကြီးကြတာပဲ သမီးအစားလေးဆိုလို့ပါမယ်ရှင် ဟုတ်ပြီ ရရင်လိုက်ဆိုလို့ရပါတယ်ရှင်ဒီချင်းလေးကြားမလားမသိဘူးဝါရဲ့လမ်းဗလာနဲ့ခါစိလို့ကပဲတာသမီးတနေ့သက်ဆက်နေတယ်မင်းကျောင်းလိုက်ပါမေမေလို့မရပါဘူးရှင်လက်ကဆက်ကြေးကြားရပါရှင် ။ तू လည်းဆက်နေနေတော့ဘယ်လိုလဲတော့ဒီမှာခံစားမလို့ရှိနေဟိုင်းကိုလည်းကလိုက်ကြတာ။ Okay ပြုံးလိုက်ပါမမီတဲ့စလိုက်ရအောင်။